အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခါပြပေးမှာကတော့ကျွန်တော်တစ်ရှိလေးထွက်တဲ့ထွက်စင်လေးပေါ့ဗျာနော်အဲ့ထွက်စင်ရပြီးတော့နောက်ထပ်မြန်ကတ်လိုက်ဦးမလားလို့လမ်းစဉ်လေးတစ်ခုတော့ရှိတယ်ပေါ့အဲ့ဒါလေးကိုကျွန်တော်ဆက်ပြီးတော့ပြပေးမှာပေါ့နော်သူကဒီလိုဗျကျွန်တော်ဒီမှာလေးလုံးထိတ်ထောင်လေးလုံးထောင်တယ်ပေါ့နော်လေးလုံးထောင်တဲ့သူဘေးကသူကဒီလိုမှတ်လိုက်ဗျာလေးလုံးအောင်ထောင်တဲ့သူဘေးမှာ151ကဲ256ကဲ698ကဲဒီကအထောင်လေးလုံးရဲ့အပိတ်ဆုံးကဏ္ဍဒီ436ကဲဒါလေးပဲမှတ်ထားလိုက်ပေါ့နော်ကျွန်တော်ဒီမှာနောက်တစ်ချက်က5ပေါ့နော်5တစ်လုံးနှလုံး3လုံး4လုံးထိတ်ထောင်5 4လုံးမမြင်ဘူးထိတ်ထောင်5 4လုံးထောင်တယ်565ရဲ့3ည5 2ရဲ့9ခွန်ရဲ့584ရဲ့အတိုင်းလေးပဲပေါ့နော်ကျွန်တော်အဲ့ဒါကိုဒီမှာရေးထားတာပါဗျာနော်ကျွန်တော်ဒီမှာရေးထားတာအနီးကပ်ပြီးပြပါတော့တော့ကလင်နာဟိုကျွဲတီဆွဲနေရမှာဆိုကျွန်တော်ဒီမှာကြတော့3 4လုံးထောင်တယ်3 9 2ရဲ့ခွန်3ညရဲ့184ရဲ့ဒါလေးပဲမှတ်ထားလိုက်ရတယ်ပေါ့နော်ဒါကိုကျွန်တော်ဒီစာအုပ်နဲ့ပဲပြန်ပြပေးမယ်ပေါ့နော်သူကဘယ်လိုထွက်တာလဲဆိုတော့ကျွန်တော်ရှင်းပြမှာပထမတစ်ချက်ကကျွန်တော်ဒီမှာ6လို့နောက်ပိတ်တယ်ဗျာနော်6နောက်လို့ပိတ်တယ်ဇောင်းပြက်6လို့ဖြစ်တယ်ပေါ့နော်ဒီထိပ်စီးနဲ့ခါနဲ့လို့6လို့ပြန်ဖြစ်တယ်3ဘရိတ်ပုံသေးနဲ့ထွက်လိုက်တယ်ပေါ့နော်ပထမတစ်ချက်ကတော့ဒုတိယချက်မှာဒီတိုင်းသူ6ပြီးတော့ခွန်လို့စီနီယံပြောင်းဝင်တယ်ဝင်ပြီးဇောင်းပြက်ကိုခွန်လို့ဖြစ်တယ်ဘရိတ်3နဲ့ပဲထွက်တယ်ပေါ့နော်ကျွန်တော်ဒီတစ်ရှိလေးထွက်စင်မှာသူကဒီလိုဗျသူကကျွန်တော်ယူထားတာက4 1 8ပေါ့နော်4 1 8ကိုဒီကခွန်3ညပေါ့နော်ဒီမှာက6ဒီမှာခွန်ဒီမှာ8ဆိုကျွန်တော်8နောက်ပေါ့နော်8နောက်ထည့်ရင်ဇောင်းပြက်ကို8လို့ဖြစ်မှာပေါ့နော်ဇောင်းပြက်8လို့ဖြစ်မှာကျွန်တော်3ဘရိတ်ဆိုပြီးကျွန်တော်ထိုးတယ်ပေါ့နော်ဒါကတော့ line မတင်ပဲပါဘူးနော် channel ဖွင့်တော့ဒါဒီကဏ္ဍထွက်ပြီးမှကျွန်တော် channel ဖွင့်တာပေါ့နော်အဲဒါကျွန်တော် line မဟုတ်ချမပြခဲ့ဘူးအခုထပ်ပြီးတော့သူပေးတာလေးကတော့အခုကျွန်တော်ရေးထည့်ထားတဲ့အတိုင်းပါပဲနော်သူကဒီက6 5 4လို့စီနီယံထည့်ရမှာပေါ့နော်ဒီကနောက်က9 8ခွန်ဆိုပြီးတော့စီနီယံထိတ်နဲ့ခါနဲ့ကိုဆင်းတယ်ပေါ့နော်နောက်တစ်ချက်ကဒီ3ည6အတွဲလေးပေါ့နော်ဒီနှလုံးပေါင်း6ကို6ထက်ကြီးတော့ကျွန်တော်ဒီနှလုံးပေါင်းကိုခွန်လို့ပြန်ထည့်တယ်ဒီမှာကလည်းဒီတိုင်းပဲနော်6တဲ့နှလုံးကို65နှလုံးကိုတစ်လို့ဖြစ်တယ်ဒီက8နဲ့4နဲ့ကို2လို့သူကပြန်ဖြစ်တယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာကလည်း9နဲ့2နဲ့ကိုကျွန်တော်တစ်လို့ဖြစ်တယ်ဆိုရင်ဒီက9နဲ့5နဲ့မှကျွန်တော်တို့2ဖြစ်မှာဟုတ်ဒါကြောင့်ဒီကဏ္ဍတစ်ခုကိုပေါ့နော်ဒါဒီစာအုပ်ကလေးနဲ့ပဲကပ်ပြီးတော့ပြရတာပေါ့နော်ကလင်နာထဲမှာပြရင်ဟိုဘက်ဆွဲတယ်ဒီဘက်ဆွဲတယ်ဆွဲနေရမှာဆိုလို့ပေါ့နော်